စိတ်ဆိုတာကမမြင်နိုင်စိတ်ဘလောက်ဖြူစင်တယ်ဘလောက်တကူရှိနေတယ်ဆိုတာမမြင်နိုင်ဘူးသူကတော့အရိယာတော့ဖြစ်နေပြီနော်မဉ္ဇဉ်ပူဉ္ဇဉ်ရသွားပြီတရားရသွားပြီအရိယာဖြစ်သွားပြီဒါပေမဲ့သူအရိယာဖြစ်နေတယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးအဲ့ဒါတစ်ပိုင်းနောက်တစ်ပိုင်းကျတော့ဟုတ်ပြီသူကတော့ဒီလိုပဲအရိယာဖြစ်သွားတော့သူ့အဖေတွေသူ့အမေတွေသူ့ဆရာတွေသူ့တငယ်ချင်းတွေဘယ်သိမလဲသူကိုလိုပဲထင်ကြတာပေါ့မာနလေးခံကြတယ်ဟိုရှိကြီးတော့ဆိုလို့ရှိရင်စာချဆရာတော်ကြီးတော့စာပိဋကသုံးပုံနဲ့တက်တယ်စာလဲချတယ်တရားလဲပြတယ်သူတို့ဘက်တွေအကုန်လုံးကရဟန္တာတွေဖြစ်ကုန်အဲသူတယောက်ပဲရဟန္တာမဖြစ်တယ်ရဟန္တာမဖြစ်တော့ကိုရင်လေးရှိမှသူကသွားပြီးတော့တပည့်ခံရတယ်ခုနှစ်သားကိုရင်ကြီးဟိုကိုရင်ကရဟန္တာသူကစာရကြီးရှိပါတယ်အဲ့ဒါစာရပုဂ္ဂိုလ်ကြီးပိဋကသုံးဆောင်စာရပုဂ္ဂိုလ်ကြီးတပည့်တပန်းနေရတယ်ရဟန္တာတွေပဲအဲ့ဒါမာနဆိုတာခံတာသူလို့ရင်ရတယ်ဒါပေမဲ့မာနခံတယ်နောက်ပြီးတော့ဒီမဉ္ဇဉ်ပူဉ္ဇဉ်ဆိုတာကသူတော်ကောင်းကိုစီးကက်ကတယ်သူတော်ကောင်းကိုစီးမကက်ပဲနဲ့ယူတဲ့နဲ့စာတင်တယ်လို့တင်လို့လည်းမလွယ်ဘူးမရအောင်ရခဲ့တယ်သူတော်ကောင်းကိုစီးကက်သူတော်ကောင်းကိုကြီးညိုဖို့မှဒီမဉ္ဇဉ်ပူဉ္ဇဉ်စီးဆင်းသွားသူတော်ကောင်းဆိုတာတော့လို့ပဲအဲ့တော့မရှိရင်ဘယ်လောက်ပဲစာတက်တယ်မရအောင်အဲ့ဒီတော့ဆိုတော့စာရပုဂ္ဂိုလ်ကြီးကအဲ့ကိုရင်းလေးရှိသွားပြီးတော့တရားတောင်းရတယ်အဲ့လိုတရားတောင်းတော့ကိုရင်းလေးကရေထဲဆင်းခိုင်းတာဘွယ်နဲ့ဆင်းခိုင်းတာဆင်းခိုင်းအဲ့လိုဆင်းခိုင်းတော့အဲ့ဒီဘုန်းကြီးကအဲ့ဆရာတော်ရက်ဆင်းရတယ်ဆင်းရတယ်ဆိုတာသူတရားရကျင်တာကိုတရားရကျင်တော့ရှိတဲ့မှအမှန်အကုန်ချလိုက်တယ်မန္နာကိုချလိုက်တယ်အဲ့ဒါဟိုမင်္ဂလာတုတ်ထမှာလည်းပါတယ်လေနာဒီမာနီတဲ့တရားလိုချင်တဲ့လူကအမှန်မရှိရဘူးတဲ့အဲ့ဒါမှန်မလွယ်ဘူးဘုန်းကြီးပြဖို့ရိတ်တာပဲတွားအဲ့ဘုန်းကြီးဘွတ်တော့ငါပါကောင်ပဲလူဘွားတော့ပေါ့နော်ငါပါကောင်ပဲညာကောင်ပဲအဲ့လိုမျိုးအဲ့မှန်ထားလို့ရှိရင်တရားမရအောင်မရတော့ဆရာကိုထပ်မှထားမယ်ဆရာကိုအောက်ထားလို့မရအောင်အဲ့ဒါမှန်မာနဆိုတာတတော်ကိုထူးဆန်းတယ်ဥပမာကျောင်းဆရာတယောက်နဲ့နားကျောင်းသားတယောက်နဲ့တွေ့လို့ရှိရင်နားကျောင်းသားကျောင်းဆရာပြောတဲ့စကားကိုနားမလည်ဘူးဘာဖြစ်လို့နားလည်ရမှာလဲသူကကျောင်းဆရာပဲငါသူ့လို့မတက်လဲဘာမှဖြစ်သူလည်းကြည့်မဆိုင်ဘူးအဲ့လိုမျိုးနေလို့ရတယ်ဒါအောက်ကထားတဲ့မာနနှိမ့်ကြတဲ့မာနပေါ့နော်မာန၉မျိုးရှိတယ်အောက်မှာရှိရဲ့လူကလည်းမာနရှိတယ်အထက်မှာရှိရဲ့လူကလည်းမာနရှိတယ်သူကတထေးပဲငါဆင်းရဲသားပဲသူကထေးချင်းမထေးချင်းကြည့်မဆိုင်ဘူးငါလုံးမငါစားမှာဒါအောက်ကဆင်းရဲသားမာနအဲ့လိုပေါ့ကျောင်းဆရာတယောက်ကလည်းဒီနားကျောင်းသားရှိကိုတပည့်ခံပြီးမှဒီမဉ္ဇဉ်ပူဉ္ဇဉ်ရမယ်ဆိုတော့လည်းမဖြစ်နိုင်ဘူးဒီကောင်ကဘာမှသိတဲ့ကောင်မဟုတ်ဘူးဒီကောင်ကငါတပည့်ခံမယ်ဒီကောင်ပြောတဲ့စကားကိုနားထောင်အောင်ဒီကောင်ကငါဆရာတရားမယ်ဆိုတော့လည်းမဖြစ်နိုင်ဘူးအဲကြောင့်တရားအားထုတ်တဲ့နေရာမှာ